awesome last side awesome last side แล้วในด้านนั้นจอกใครเหมือนกันด้านแนวนั่นเองขับเราที่ของอ้อสีจาบูดูมันลีดอ่ะปอมปฏิเลมรีพบอลเลยขับเราอะไรอย่างนี้ล่องนี้มันรีพบอลเลยมันด้านนี้ส่งนั่นเองอยู่พอส่งแกบาลากูอดีตใส่เนี่ยกดไลค์กดแชร์กด subscribe นี่มาละเนาะแกมีงลาบาดีเนี่ยจะนอนหลับပြချင်းတာကတော့ဘာလဲဆိုတာဟိုကျွန်တော်တို့တကယ်ကျွန်တော်တို့နိုင်ငံစီးတယ်ဥပမာပေါ့နော်ကျွန်တော်တို့နိုင်ငံစီးတယ်ကရင်ပြည်နယ်မှာကရင်နိုင်ငံဖြစ်နဲ့အခြေပေါ့နော်ဥပမာပေါ့နော်တမျိုးတော့မထင်ပါနဲ့ကရင်အလံကိုဘယ်လောက်ထိလာမလဲပြီးတော့ဟိုကရင်ရဲ့နိုင်ငံကိုဘယ်လောက်လာမလဲကရင်ရဲ့တဘာဝတွေကိုဘယ်လောက်ထိခစ်ပြောင်းလဲသွားမလဲဆိုတာဟိုဒီမှာဒီ clip video လေးကိုကျွန်တော်နည်းနည်းတော့ပြပေးမယ်နော်ဟိုတမျိုးတော့မထင်ပါနဲ့ပေါ့ဘယ်လိုပြောမလဲဟိုဥပမာပေါ့နော်ကျွန်တော်လည်းမြန်မာစကားသိမပြီးဘူးဟိုဘယ်လိုပြောမလဲတကယ်ဖြစ်နိုင်ကျွန်တော်ဘယ်လောက်ထိဝိုင်းသားမလဲဆိုတာဟိုအကောင်းဆောင်များကရင်ပြည်နယ်အကောင်းဆောင်များကိုတွေးရဖို့အတွက်များလေးဝိုင်းပြီးတော့ဆက်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะဟိုပါတယ်ကျွန်တော်တွေးနေတဲ့အချိန်မှာအဲ့ဒီ clip video ကိုလောက်မင်းတို့အတွက်အစုပါချချင်တယ်လို့ဒီမှာသဘောကျလို့ပေါ့နော်ကဲဝင်ကြည့်လိုက်ပါเนาะအားလုံးတွေ့ပြီးထင်နော်ဘာဖြစ်လဲဆိုတော့ဟိုဒီ clip video လေးအထူးကျေးဇူးတင်တယ်လောက်ပေးမဲ့လူနော်ဟိုဘယ်လိုပြောမလဲတခါမှမမြင်ရအောင်မြင်ခဲ့တယ်တခါမှဘယ်လိုပြောမျက်မတွေ့ရအောင်တွေ့ခဲ့တယ်ဟိုဒီ clip video လေးကိုကရင်ပြည်နယ်မှာဒီလိုမျိုးနိုင်ငံဖြစ်လာမယ်ဥပမာပေါ့နော်ကိုတွေးချင်တယ်ကရင်နိုင်ငံစီးရင်ဘယ်လိုမျိုးပုံစံစီးမလဲဆိုတာကိုတွေးရပြီလေအခုဟောတယ်ဟောမဖြစ်နိုင်ဘူးလေကရင်နိုင်ငံတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့ဟိုဘယ်လိုလဲတွေးချင်တဲ့လူတွေအတွက်တွေးရပြီဟောတယ်ဟောဟိုတွေးချင်ပါတယ်ဆိုမှတွေးလိုက်ပြီဆိုတော့အခုတော့အထူးကျေးဇူးတင်ပါတယ်လောက်ပေးတဲ့ clip video များကိုเนาะဆရာကြီးကျေးဇူးတင်ပါတယ်လို့ကျွန်တော်လာပြောချင်ပါတယ်เนาะ